ရွတ်ဖက်ပူဇော်ပွဲအခမ်းအနားကိုအခုလ23ရက်ညပိုင်းကတော်ကော်တွင်းရှိတွန်းကော်နိုင်ကျောင်းတိုင်မှာစုပေါင်းကျင်းပပါတယ်။ပထမဦးစွာနမောတတ3ချိန်ရွတ်ဆိုဘုရားကတော်ပြီးအခမ်းအနားကိုဖွင့်လှစ်ကတွန်းကော်နိုင်ကျောင်းတိုင်ဆရာတော်ဗတ္တနာဇောတိကထံမှတက်ရောက်လာကြသူများက9ပါးသီလခံယူစောင့်တည်ကြပါတယ်။အဲဒီနောက်ဆရာတော်တန်ဃာတော်များမှဘုရားအလောင်းတော်စင်မင်းဘဝမြောင်မင်းဦးတောင်းမင်းအစရှိတဲ့နှုစဉ်ဘဝများဝိဇ္ဇနယာမင်းကြီးဘဝမှာစင်ပြူတော်ပေးလူကံတားတော်နှင့်သမီးတော်ပေးလူကံပြည်တော်ပြန်ဝင်ကံယတနာရွှေမိုးငွေမိုးရွာကံဘုရားဖြစ်တော်မူပြီးတရားဒေသနာဟောပြောခန်းများအစရှိတဲ့အခန်းပိုင်များကိုအတန်မစဲရွတ်ဖက်ပူဇော်ကြပြီးအလူရှင်များကအလူဝတ္ထုပစ္စည်းများလူဒန်းပြီးရဝေးရန်ဒီမှာဖိတ်ကြားထားတဲ့ဧည့်သည်များကိုကျွေးမွေးအခမ်းခြင်းများပြုလုပ်ကြပါတယ်။အဲဒီနောက်ရက်ကွက်အတွင်းရှိတိုင်းရင်းသားလူငယ်များကအိုးစီဘုံပေါင်းများတီးမှုတ်ပျော်ရွှင်စွာနဲ့မီးရှုမီးပန်းများကိုပင်ဆောင်ကဘုံကြီးကျောင်းဝင်ရဲ့တတ်မှတ်နေရာမှာမီးရှုမီးပန်းများကိုပျော်ရွှင်စွာပြစ်ဖောက်ပူဇော်ကြပါတယ်။အဆိုပါတန်းထန်းကောဝေဒနာဆက်ရွတ်ဖက်ပူဇော်ပွဲကိုနဂါးနှကောင်ကျောင်းမေခေါင်ကျောင်းတိုင်စန်ဆိုင်ခါကျောင်းတိုင်ပုံးထွန်ကျောင်းတိုင်မကာဝခန်းမာမျက်မှုနီကျောင်းတိုင်စန်ဆိုင်ခါကျောင်းတိုင်ပါဆက်ကျောင်းတိုင်လွန်ချိုင်းကျောင်းတိုင်ဟောင်းလိတ်ကျောင်းတိုင်ဝမ်လုံးကျောင်းတိုင်အစရှိတဲ့ဘုန်းတော်ကြီးကျောင်းများနဲ့ကျွော်ရှိအုပ်စုများမှာရှိတဲ့ဘုန်းတော်ကြီးကျောင်းများမှာအလဲကျကျင်းပခဲ့တယ်လို့သတင်းရ